မေတီမြန်မာဝတ်စုံဝမ်နော်ကိုရှိ20 20ဆို20ပေါ့ကိုတိုင်းပဲရေးဒီမှာတော့ကျမ20နဲ့မှ2နဲ့ဆွဲထားတယ်ဒီမှာဆိုလို့ရှိရင်ဂုတ်ကနေခါအရှိရ16ရှိတယ်ဂုတ်ကနေခါအရှိရ16ရှိတယ်နောက်ပြီးလို့ရှိရင်ဂုတ်ကခါအရှိ16အဲ့ဒီမှာဆိုလို့ရှိရင်ဂုတ်အရဲ့အဖြေက9မလို့အောက်ကို9ကနေအောက်ကို6စိတ်စင်းတော့ဒီမှာဆိုလို့ရှိရင်လက်ပင်ဖောက်က3အောက်ကို4စိတ်ဆင်းပြီးတော့4စိတ်ဝင်ပြီးတော့ဒီမှာဂုတ်အဖြေနဲ့ဆက်လိုက်တာဒီမှာဆိုလို့ရှိရင်ဂုတ်ကနေပြီးတော့ဒီမှာ6စိတ်ဆင်းပြီးတော့ဂုတ်မြင်းနဲ့အဲ့6စိတ်ဆင်းထားတဲ့မြင်းနဲ့ကိုဆက်လိုက်တယ်နောက်ပြီးလို့ရှိရင်ဂျိုင်းအဖြေ9လက်မဆို9လက်မ10လက်မဆို10လက်မအစင်းတော့အဖြေသွင်းပြီးတော့ဒီမှာ3ပုံပုံဒါဒုတိယမှတ်ကနေနောက်ရင်ကျဲဒီမှာရင်အဖြေအဲ့မှာဆိုလို့ရှိရင်ဒီမှာဂုတ်အဖြေကနေပြီးတော့ဒီမှာမြင့်မက်လေးထောင်လိုက်ပြီးလို့ရှိရင်ဒီမှာဂျိုင်းလေးဝိုင်းလိုက်လို့ရှိရင်ဒါနောက်ဂျိုင်းလေးရသွားပြီ။ဒါဆိုလို့ရှိရင်တောက်ကရင်အကွာ3ခွဲရင်ကွာခွင်ရှိလို့ရှိရင်3ခွဲရှိလို့ရှိရင်4ရင်နှစ်ခုရဲ့အကွာဝေးကိုတိုင်းပြီးတော့တဝက်ပြီးတော့ဒီမှာ3ခွဲအဖြေသွင်းဒီမှာဆိုလို့ရှိရင်ခါအနေနဲ့လဲ3ခွဲအဖြေသွင်းတင်ကနေလဲ3ခွဲအဖြေသွင်းအဲ့3မှတ်ကိုမြင်းမြောင်လေးနဲ့ဆက်လိုက်ပြီးလို့ရှိရင်ခါအဖြေမှာခါမြင်းပေါ်မှာဆိုလို့ရှိရင်ဘယ်လေးစိတ်ညာလေးစိတ်ဒီတင်ပေါ်မှာဆိုလို့ရှိရင်2စိတ်စီဆင်းပြီးတော့ဒေါက်လေးဆွဲလိုက်တယ်ဒေါက်ကလေးတွေဆွဲလိုက်တယ်ဒီမှာဆိုလို့ရှိရင်ဒီမှာလဲဂျိုင်းနဲ့ခါအဖြေနဲ့ကိုမြင်းဆွဲဒီမှာဆိုလို့ရှိရင်ခါနဲ့တင်အဖြေကိုမြင်းဆွဲတင်အဖြေကနေ6စိတ်တက်ပြီးတော့ဒီမှာဟွာလေးကနေနည်းနည်းလေးဝိုင်းလိုက်အင်ကြီးလေးနည်းနည်းလေးဝိုင်းလိုက်အဲ့ဒါဆိုလို့ရှိရင်နောက်ချမ်းဆိုရင်ဒါမှမဟုတ် level ကိုသူကပြင်မယ်သူ့ level ကပြဲတဲ့အတွက်ကြောင့်ねဒီဂုတ်6စိတ်ဆင်းထားတဲ့အမှတ်ကနေပြီးတော့ဒီဟွာကို3လက်မတိုင်းလိုက်အဲ3လက်မဝင်ပြီးတော့ဒီမှာ3လက်မဝင်ပြီးတော့ဒီမှာ4စိတ်ဆင်းထားတဲ့ဥစ္စာနဲ့3လက်မအဟွာလေးနဲ့ဒီမှာအဲ့ဒါနောက်ချမ်းရဲ့ level ပေါက်တာနော်နောက်ချမ်းရဲ့ level ပေါက်နောက်ချမ်းပြီးသွားပြီရှေ့ချမ်းဆိုလို့ရှင်ဘာပြင်မလဲဆိုလို့ရှေ့ပန်းဆိုလို့ရှင်နောက်ချမ်းမှာ4စိတ်ဆင်းပြီးလို့ရှိရင်ဒီရင်ဖြေတွေကနေပြီးတော့9လက်မရှိလို့ရှိရင်နောက်ရင်ဖြေက9လက်မရှိရင်4စိတ်နှုံးလိုက်တဲ့ကြောင့်6စိတ်ရှိမယ်အဲ့6ခွဲရှိတဲ့အတွက်ကြောင့်အဲ့6ခွဲမှတ်နဲ့4စိတ်ဆင်းထားတဲ့မှတ်နဲ့ဆက်ပြီးတော့ဂျိုင်းရှေ့ဂျိုင်းအတွက်ဂျိုင်းပြန်ဝိုက်ဟုတ်လို့ရှိရင်တောက်ကြတယ်လို့ရှိရင်ဒီတိုင်းနဲ့မဟုတ်ဘူးဒီရင်ဂုတ်ထိတ်ကနေပြီးတော့တောက်ကြပေါ့ရင်ထိတ်ထိတိုင်းတာကိုတိုင်းပြီးတော့10ဆို10 17ဆို17ဒီမှာတော့ကျွန်မ17မလို့ဒီမှာဒီဂုတ်ထိတ်ကနေဒီထိ17တိုင်းလိုက်တယ်အဲ့မှာတောက်ကိုဒီမှာခါမှာဘဲလေးစိတ်ညာလေးစိတ်တင်မှာဘဲနှစ်စိတ်ညာနှစ်စိတ်နဲ့ဒီမှာတောက်ပြန်ဆွဲလိုက်တယ်နော်အမှဆိုလို့ရှိရင်သူက level อ่ะဆိုလို့ရှိရင်ဒီခု3လက်မဝင်ထားတဲ့နောက်ချမ်းပုံတူတိုင်းပဲကိုယ်ပဲယူပြီးတော့3လက်မဝင်ထားတဲ့ဥစ္စာကိုသူက9လက်မဆောင်းလိုက်တယ်9လက်မဆောင်းပြီးတော့ဒီမှာဂျိုင်း level အဝိုက်ကလေးလာအောင်ပေးကွေးလေးနဲ့ဝိုင်းလိုက်ပေါ့နော်ကျမကတော့ဒီမှာကိုဟာနဲ့ကိုလက်မန်းလေးနဲ့ဝိုင်းထားတယ်အဲ့မှာဆိုလို့ရှိရင်ဒီမှာရှာကန်လေးတွေလူလာတယ်ရှာကန်လေးကိုဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဒီ level ပေါက်ထားတဲ့အဆက်ကို4စိတ်စင်းဒီအောက်ကနေပြီးတော့ကိုယူထားတဲ့အရှိကို4စိတ်တက်ပြီးတော့ဒီမှာ4လက်မပြ4လက်မယူပြီးတော့ဒါရှာကန်ပြညှက်မှာဒါရှာကန်ပြနော်အဲ့ရှာကန်ပြလေးညှက်ပြီးလို့ရှိရင်4လက်မဆိုလို့ရှိရင်ခောက်ပြီးတော့ဒါကကိုကကျဲတီးတက်တာလဲဟုတ်တယ်ဟိုရှာဟွာဟာစီနေပြီးအသားမပေါ်ခံတဲ့အပြားပေါ့ဒီဟာနော်အဲ့ဆိုလို့ရှိရင်ဒီဟာကိုဒီခြုံပွားလေးကိုယူမယ်ဒါဆိုလို့ရှိရင်ရှေ့ချမ်းလဲပြီးသွားပြီဒီကတော့ရှေ့ချမ်းဒါ white တာတွေကတော့အတူတူပဲဒါပေမဲ့အောက်ကိုသူကအရှည်ကိုနောက်ကအရှည်ထက်အောက်ကို4စိတ်ပို့ပြီးရှေ့ယူထားတယ်နော်အရှိကိုကြတော့သူကတလက်မပိုကားယူထားတယ်ဘိုက်စာလေးထွက်တဲ့သဘောပေါ့နော်အဲ့ဒါလေးပဲပိုးပါတယ်နောက်ချက်ကတော့ဒီမှာလေဘင်းချုံပေါ်ဝါကြတော့ဒီမှာလေဘင်းပေါက်ဒီနှစ်ခုလေဘင်းပေါက်ဒါနောက်လေဘင်းဒါရှိလေဘင်းနော်အဲ့ဒါနှစ်ခုကိုဒီမှာ
ဂုတ်ကဒီလောက်ထိပဲဒါပေမဲ့သူ့ရဲ့ဒါကဂျိုင်းပေါက်ကိုဒီ level နှစ်ခုရဲ့အဆက်ဒီ level နှစ်ခုရဲ့အဆက်ကနေပြီးတော့6လက်မအရှိထုတ်ပလိုက်ပြီးတော့ဒီအောက်ကိုလည်း6လက်မဆင်းပြီးတော့အဲ့ဒါကိုဒီလို6လက်မန်းလေးနဲ့ white လာပြီးတော့ဟိုဖြစ်လိုက်လို့ရှိရင်အဲ့ဒီခြုံပေါ်ဝါလေးလို့အကာလေးရသွားပါပြီဒီအတွန်းလေးကတော့ဒါကိုကနဲ့ကိုဘာလဲသူကဟိုလိုပေါ့အတွန်းလေးတွေလှုပ်ချင်လဲလှုပ်ပေါ့နော်ဟိုလိုအလုံးလေးတွေတော့အလှတုံလေးတွေလှုပ်လိုက်လို့ရှိရင်ဒါခြုံပေါ်ဝါလေးတွေကသူ့နဲ့သူလှသွားတာပါဒါလေးပါပဲရှင်ကျွန်မပြောတာလေးတွေအဆင်ပြေမယ်ဆိုလို့ရှိရင် like လေးတွေ share လေးတွေလုပ်ပေးပါကျမကြပါစေချမ်းသာကြပါစေရှင်